ဗုဒ္ဓဘာသာဝင်ဘယ်နှမျိုးရှိပါသလဲ3မျိုး5မျိုး6မျိုး5မျိုးဗုဒ္ဓမြတ်စွာဘုရားရှင်သည်ဘယ်ဘဝမှာဗျာဒိတ်တံခံယူခဲ့သနည်းသူမေရာယတိသူဝနတာမဝေတန္တရာသူမေရာယတိမြတ်စွာဘုရားရှင်သည်မြည်သည့်တောအရပ်တွင်ဒုက္ခစရိယကျင့်ခဲ့ပါသနည်းလုံမဏီမိဂရာဝံတောဥရဝေဒတောဥရဝေဒတောဗုဒ္ဓမြတ်စွာဘုရားရှင်သည်မြည်သည့်နေ့တွင်ပရိသတ်နေယူခဲ့သနည်းဇာတပတေတောက်ကြရာဟုဇာတပတေဗုဒ္ဓမြတ်စွာဘုရားရှင်သည်မြည်သည့်နေ့တွင်ပြိဋိနိဗ္ဗာန်ဆံခဲ့သနည်းအင်္ဂါဇာတပတေတောက်ကြအင်္ဂါမြတ်စွာဘုရားရှင်သည်တာဝရိန္ဒာနတ်ပြည်မှာဒိဋ္ဌိတွေကိုနှိမ်နင်းဖို့အတွက်ဘယ်တကိုးတော်ကိုပြသခဲ့တာလဲလောကဝိဝရဏတကိုရေမီးအစုံအတာစီတကိုအာကာတကမိတကိုရေမီးအစုံအတာစီတကိုမြတ်စွာဘုရားရှင်ရဲ့ပထမဦးဆုံးတရားဦးကိုနာကြားခွင့်ရခဲ့တဲ့ပြင်စဝဂေ9ဦးထဲမှာအကြီးဆုံးကဘယ်သူလဲအရှင်အတာစီအရှင်ဗန္ဓိယအရှင်ကောဏညအရှင်ကောဏညအရှင်တေဝရတ်ကမြတ်စွာဘုရားရှင်ကိုရန်ပြုဖို့အတွက်လွှတ်လိုက်တဲ့စင်ပြောင်ကြီးရဲ့အမည်ကပါလဲနန္နာကိရိဧရာဝံပုဏ္ဏကနန္နာကိရိမြတ်စွာဘုရားရှင်တာဝရိန္ဒာနတ်ပြည်မှာ3 လပတ်လုံးဘယ်တရားတော်ကိုဟောကြားတော်မူခဲ့တာလဲမင်္ဂလတုတ်အဘိဓမ္မတရားတော်မဟာသမယတုတ်အဘိဓမ္မတရားတော်